PC gamer တွေရော mobile gamer တွေရောဂျာမှာအခုလက်တော့ရန်နာမည်ကြီးနေတဲ့ကိစ္စတစ်ခုရှိတယ်။ပထမတစ်ခုက Warrior Mix ဆိုတဲ့တရုတ်ကတိကငါကျွန်တော် PC ကို Free Fire ရှင်းနေနဲ့လာတော့မယ်။သူတို့နိုင်ငံမှာတော့ဆော်လို့ရတယ်။ Global Rush အနေနဲ့ဒီကဘာလုံးဆော်လို့ရတော့မယ်။ဒီ game ရဲ့ graphic gameplay တွေကတော်တော်လေးကိုမိုက်တယ်။ဒီ game ရဲ့ storyline ကတရုတ်နိုင်ငံ AD 900နဲ့989ချာမှာအခြေခံထားပြီးတော့ကျွန်တော်တို့အနေနဲ့ကတို့ငယ်တော့ကြည့်ခဲ့တဲ့တရုတ်တိုင်းကားတွေတွေကတိုင်းသမားတွေနေရာမှာပါဝင်ပြီးဆော့ကစားမှာဒီ game မှာ side quest တွေအများကြီးပါတယ်တရုတ်ကဒီရိုးရမှာကြောက်ဆော့တာတွေကျွန်တော်ပြီးတော့ဒီလမ်းမီးမှာတစ်ဖက်လုံးနိုင်ဒီဘက် PC တောက်ခိုးတာတွေအဲ့လိုမျိုးတွေလုပ်လို့ရတယ်ဒီမျိုး mini game တွေ side content တွေအများကြီးပါမှာအဲ့ကြောင့်မို့ဒီ game ကိုတိုးတက် single player game player 900ရှိမယ် cover fight တွေမှာဆိုရင်တကယ်ရပါတည်တတ်တယ်ကျွန်တော်ငယ်မှကြည့်တဲ့တိုင်းကားတွေမှာတကယ်တိုင်းချတဲ့ပုံစံတိုင်းလုပ်ထားတော့တကယ်ကိုကောင်းတယ်ဆိုတော့ game က multiplayer single player မဟုတ်တဲ့အများကြီးပါတယ်ဒီ game ကို PC နဲ့ PS5 မှာတွေကတော့နိုဝင်ဘာ15ရက်နေ့မှာဆော်လို့ရပြီ mobile သမားတွေနေရတော့ဒီ global ဆိုရင်တော့2026နှစ်မှာကျွန်တော်တို့ဆော်လို့ရတော့မယ်ဒါအောင်မဆောက်ရင်ဆိုရင်တော့အကျော်စရာခွာစရာလေးလုပ်ကြမယ်ပြီးတော့ WeChat အကောင့်ရှိဘူးလို့ဒီ WeChat နဲ့ တရုတ် VPN ကိုသုံးပြီးတော့ဒီ Sony က YouTube မှာပြတာရှိတယ်ပေါ့နော်အဲ့ဒါကိုကြည့်ပြီး social မျိုး live ဆော်လို့ရပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ PC မှာရန်နာမည်ကြီး Red Redemption game ကိုစပြီးဆော်လို့ရတော့မယ် iOS က Android phone နှစ်မျိုးလုံးမှာဆော်လို့ရမယ်အရင်တော့အထွက်ရှိဘူးတဲ့ GTA Mobile game တွေလိုမျိုးပဲ Rockstar နဲ့ Netflix နဲ့ပေါင်းပြီးထုတ်ထားတယ်ဆိုလိုချင်တဲ့သဘောကဒီ game ကို Netflix Premium ရှိတဲ့သူတွေအားလုံးက free ဆော်လို့ရမယ်အဲ့ဒါဆိုရင်တခြားသူ Netflix မရှိရင်ဆော်လို့မရတော့ဘူးလားအဲ့လိုတော့မဟုတ်ဘူးကျွန်တော်ထင်တာကတော့အဲ့ဒီနေ့မှာ Rockstar က Play Store မှာဖြစ်ဖြစ်ကျွန်တော် App Store မှာဖြစ်ဖြစ်သူတို့အမောက်တစ်ခုကိုတင်မှတ်ပြီးတော့ရောင်းလိုက်မယ်သူက free game တော့မဟုတ်ဘူးပိတ်တော့ဖြစ်သွားတယ်ဒါပေမဲ့ free တွေကတော့ခဏနေရင်တော့ထွက်လာမယ်ဒါပေမဲ့ credit တွေတော့အာမပေးဘူးစိတ်ပါရင်တော့ Netflix ဝယ်ပြီးဆော့ရင်ဆော့ဒါမှမဟုတ်လည်း paid version တစ်ခုဝယ်ပြီးဆော့ပြီးလို့ crack version game ကြီးဆိုတာကြတော့ကျွန်တော်ဖုန်းတွေကိုဒီ virus ပြဿနာတွေအများကြီးရှိသေးတယ်အဲကြောင့်ကျွန်တော်ကတော့ဖြစ်နိုင်တော့ဝယ်ပြီးဆော့စီခြင်းဒါမှမဟုတ်လည်း Netflix Premium account တစ်ခုခွဲလိုက်မြန်မာပြည်မှာရှိတာပဲဒီကောင်9000 6000လောက်ပေးရမယ်အဲ့လိုမျိုးဝယ်ပြီးဆော့လို့တော့ရတယ် Red Redemption 2ကတော့ကျွန်တော် PC မှာတော်တော်လေးကောင်းတယ်1တော့လည်းတော်တော်လေးကောင်းတယ်အခုက Red Redemption က1လို့ပဲပြောမယ်1ကတော့ mobile ပေါ်ရောက်လာပြီ GTA game တွေရတယ်တဖြည်းဖြည်းနဲ့ Netflix နဲ့ပေါင်းပြီး Rockstar ကဒီလိုမျိုးထုတ်လာနိုင်ကြတဲ့အရင်ရှိနေတယ်အဲ့တော့ကျွန်တော်ထင်တာက GTA 5ကတော့မြင်တော့ဝင်ဆိုးသေးကောင်မဖြစ်နိုင်သေးဘူး emulator ဘိုင်းနဲ့ဆော့ပြတာတော့ရှိတာပေါ့ဒါပေမဲ့ GTA 4ကိုတော့ mobile ပေါ်မှာofficial ရောက်လာတော့မယ်လို့တော့ထင်နေတယ်ဒါပေမဲ့တချိန်တိကျလဲဆိုတော့ကျွန်တော်လည်းမပြောနိုင်ဘူးဘာလို့ဆိုတော့ GTA 6တောင်မှတော်တော်လေး delay ဖြစ်နေတယ်ဆိုတော့ GTA 4 mobile developer ကိုသွားမလားဒါတော့တစ်ချက်စောင့်ကြည့်အောင်